Hello အားလုံးမင်္ဂလာပါဒီနေ့ကကျွန်တော်ကုတ်တိုင်းနောက်ကစုပ်ဆိုတဲ့ဟောပေါ်ဆိုင်မှာတကယ်ချင်းတွေတူဟောပေါ်သွားစမှာဖြစ်ပါတယ်ခုဆိုရင်တကယ်ချင်းကတော့ရောက်တာနဲ့စပြီးတော့ရွေးနေပေါ့နော်ကျွန်တော်ကကြတော့မရွေးတော့ပါဘူးတကယ်ချင်းရွေးတာပဲစားပါတော့မယ်ဘာဖြစ်လို့ဆိုတော့ဒီကောက်ကလို့နော်ပြန်အန်းနေရမှာဆိုလို့ပါကျွန်တော်ရွေးပြီးဆိုတော့ကျွန်တော်တိုင်းနေရာလေးရွေးပါတယ်ဒီနေရာလေးဖြစ်ပါတယ်ကျွန်တော်ကြတော့တုံရဟိကျုံပေါ့နော်တကယ်ကြီးကကြတော့မာလာလေးရွေးထားပါတယ်တံမြကြီးလေးလည်းမှတ်ထားပါတယ်ပြီးတော့ရင်တကယ်ကြီးယူလာတဲ့သားလေးတွေတီးလေးကိုကျွန်တော်အုပ်ထဲကောက်ထည့်နေပါတယ်ကောက်ထည့်ပါတယ်ယူလာပြီပေါ့နော်ဒါရီယာကြတော့ကျောင်းဦးဘူးတမိတော့ပေါ့နော်ကျောင်းဦးတမိတော့ကာမမစားဘူးတော့အကျစာကြည့်ဆိုလို့စာကြည့်ပါတယ်စာလို့ကောင်းပါတယ်ပြီးတော့ဒီကကျွန်တော်ဒါလေးစီပြီးဆိုတော့ကျွန်တော်စာဆွဲပါတယ်ရကောင်းပါတယ်ချစ်ချစ်ဆက်ဆက်လေးဆက်လို့ကျွန်တော်တက်ကြရထပ်တောင်းပါတယ်ဆက်လို့ကောင်းပါတယ်ဆက်လို့တောင်းလို့ပြီးတော့ပြန်လာပြီပေါ့နော်တကယ်ချင်းကိုတပ်ပေါ်ရိပ်ပေးရပါတယ်တပ်ပေါ်လည်းရိပ်ပေးတယ်ရိပ်အားလေးလည်းသူလုပ်ပေးတာပေါ့နော်အရာကောင်းတယ်တကယ်ချင်းရိပ်ပြီးပြီဆိုတော့ကျွန်တော်လည်းပေါ့နော်ကျွန်တော်ကိုလည်းတကယ်ချင်းပြန်ရိပ်ပေးပါတယ်ကျွန်တော် post လေးပေးပါတယ်အဲ့ဒီတိုက်ပြီးတော့လော်ရီကပါပဲစုပ်ကြည့်ပေးတဲ့ message အားလုံးကိုသူကြည့်စီပေးပါတယ်ခင်ဗျ